ဇာခရိအနာဂတ္တိကျမ်းခန်းကြီး1အငယ်1မှ6ဒါရိမင်းကြီးနန်းစံနှစ်အာထမလတွင်ဣဒေါသားဘာရခိ၏သားပရောဖက်ဇာခရိသို့ရောက်လာသောထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကားထာဝရဘုရားသည်တင်တို့ဘိုးဘေးများကိုအလွန်အမျက်ထွက်တော်မူပြီသို့တော်လည်းကောင်းကင်ဘုရားအရှင်ထာဝရဘုရား၏အမိန့်တော်ကိုသူတို့အားဆင့်ဆိုရမည်မှာငါထံသို့ပြန်၍လာကြလော့ဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏ငါသည်လည်းတင်တို့ရှိရာသို့ပြန်လာမည်ဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏ရှေးပရောဖက်တို့ကတင်တို့မကောင်းသောလမ်းမကောင်းသောအကျင့်များကိုယခုကျင့်ဆောင်ကြလော့ဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူသည်ကိုဆင့်ဆိုလျက်ကြွေးကြော်တော်လဲနားမကြားငါစကားကိုလည်းနားမထောင်သောတင်တို့ဘိုးဘေးများကဲ့သို့မပြုကြနှင့်ဟုထာဝရဘုရားမိန့်တော်မူ၏ဘိုးဘေးတို့သည်အဘယ်မှာရှိကြသနည်းပရောဖက်တို့သည်အစဉ်အမြဲအသက်ရှင်တတ်ကြသလောငါ၏ကျွန်ပရောဖက်တို့၌ငါမှားထားသောငါ၏ပညတ်စကားတို့သည်တင်တို့ဘိုးဘေးများကိုမိချပြီမဟုတ်လောသူတို့သည်တတိယ၍ငါတို့ကျင့်ကြံပြုမူသည်နှင့်အလျောက်ကောင်းကင်ဘုရားအရှင်ဘုရားသခင်ထာဝရဘုရားသည်ငါတို့၌စီရင်မည်ဟုအကြံရှိတော်မူသည့်အတိုင်းစီရင်တော်မူပြီဟုပြောဆိုကြသည်မဟုတ်လောဟုမိန့်တော်မူ၏ငယ်9မှ17ဒါရိမင်းကြီးနန်းစံနှစ်ဧကာဒသမလဒီဟုသောရှေဘလ24ရက်နေ့တွင်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ဣဒေါသားဖြစ်သောဘာရခိ၏သားပရောဖက်ဇာခရိသို့ရောက်လာ၍ညအခါမြင်ရသောယူပါယုံဟုမူကားမြင်းဒီကိုစီးသောလူတဦးသည်ထင်ရှား၍ဂျိုင်းတွင်ရှိသောမုရတုတော၌ရပ်၏သူနောက်မှနီသောမြင်းညိုသောမြင်းဖြူသောမြင်းတို့သည်ရှိကြ၏ငါကလည်းအိုသခင်ထိုသူတို့ကအဘယ်သူနည်းဟုမေးသောငါနှင့်ပြောဆိုသောကောင်းကင်တမန်ကထိုသူတို့ကအဘယ်သူဖြစ်သည်ကိုငါပြမည်ဟုဆိုပြီးမှမုရတုတော၌ရပ်သောလူကထိုသူတို့သည်မြေကြီးအရပ်ရပ်တို့ကိုလှဲ့လေ၍သွားစေခြင်းငှာထာဝရဘုရားစေလွှတ်တော်မူသောသူဖြစ်ကြသည်ဟုပြန်ပြော၏ထိုသူတို့ကလည်းအကျွန်ုပ်တို့သည်မြေကြီးအရပ်ရပ်တို့ကိုလှဲ့လေ၍သွားပါပြီမြေကြီးတစ်လျှောက်လုံးသည်အမှုမရှိငြိမ်ဝှက်လျက်ရှိပါ၏ဟုမုရတုတော၌ရပ်သောထာဝရဘုရား၏ကောင်းကင်တမန်အားပြန်လျှောက်ကြ၏အငယ်7မှ19တပန်ထာဝရဘုရား၏ကောင်းကင်တမန်ကအိုကောင်းကင်ဘုရားအရှင်ထာဝရဘုရားကိုယ်တော်သည်အနှစ်80ပတ်လုံးအမျက်ထွက်တော်မူသောယေရုရှလင်မြို့နှင့်ယူဒမြို့များကိုအဘယ်မျှကာလပတ်လုံးမတနာဘဲနေတော်မူမည်နည်းဟုမေးလျှောက်သောထာဝရဘုရားသည်ငါနှင့်ပြောဆိုသောကောင်းကင်တမန်အားကောင်းသောစကားနှစ်သိမ့်စေသောစကားပြန်ပြောတော်မူ၏ငါနှင့်ပြောဆိုသောကောင်းကင်တမန်ကလည်းကောင်းကင်ဘုရားအရှင်ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆို၍ကြွေးကြော်ရမည်မှာငါသည်ယေရုရှလင်မြို့နှင့်ဇိအုန်တောင်အဖို့အလွန်ကျဉ်နာသောစိတ်အားကြီး၏ငြိမ်ဝှက်စွာနေသောတပါးမျိုးသားတို့ကိုအလွန်အမျက်ထွက်၏အကြောင်းမူကားငါသည်ယေရုရှလင်မြို့ကိုအနှဲငယ်အမျက်ထွက်သောအခါသူတို့သည်ဝိုင်း၍ညှင်းဆဲကြပြီထိုကြောင့်ထာဝရဘုရားမိန့်တော်မူသည်ကားကျေးဇူးပြုကျင့်သောစိတ်နှင့်ယေရုရှလင်မြို့သို့ငါပြန်လာပြီဤမြို့တွင်ငါအိမ်ကိုတည်ဆောက်ရမည်မြို့ရာကိုလည်းတိုင်းထွာရမည်ဟုကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူ၏တဖန်ကောင်းကင်ဘုရားအရှင်ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆို၍ကြွေးကြော်ရမည်မှာငါ၏မြို့ရွာတို့သည်အရပ်ရပ်၌နှံ့ပြား၍စီပင်ကြလိမ့်မည်ထာဝရဘုရားသည်ဇိအုန်တောင်သားတို့ကိုနှစ်သိမ့်စေဦးမည်ယေရုရှလင်မြို့သားတို့ကိုရွေးကောက်၍ပြုစုဦးမည်ဟုမိန့်တော်မူ၏အငယ်18မှ21တပန်းငါမျှော်ကြည့်၍ဥချိုလေးချောင်းကိုမြင်၏ငါနှင့်ပြောဆိုသောကောင်းကင်တမန်အားလည်းထိုဥချိုတို့ကအဘယ်သို့နည်းဟုမေးမြန်းသောထိုဥချိုတို့သည်ယူဒပြည်ဣသရေလပြည်
ယေရုရှလင်မြို့တို့ကိုအရပ်ရပ်သို့ကွဲပြားစေသောဥကြိုဖြစ်သည်ဟုပြန်ပြော၏။ထာဝရဘုရားသည်လည်းလက်သမားလေးဦးတို့ကိုပြတော်မူ၏။ငါကလည်းဤသူတို့သည်အဘယ်အမှုကိုပြုခြင်းငှါလာပါသနည်းဟုမေးလျှောက်သော်ကောင်းကင်တမန်ကထိုဥကြိုတို့သည်အဘယ်သူမျှမျှော်၍မကြည့်ဝံ့အောင်ယုဒပြည်သားတို့ကိုကွဲပြားစေသောဥကြိုဖြစ်ကြ၏။ဤလက်သမားတို့သည်ယုဒပြည်သားတို့ကိုကွဲပြားစေခြင်းငှါတိုက်လာသောထိုဥကြိုတို့ကိုချိန်မောင်း၍တပါးမျိုး၏ဥကြိုတို့ကိုရှုံချသောသူဖြစ်ကြသည်ဟုပြန်ပြော၏။အခန်းကြီး2အငယ်1မှ9တဖန်ငါမျှော်ကြည့်၍တိုင်းเสียကြိုးကိုကင်သောလူတဦးကိုမြင်လျင်အဘယ်ရက်သို့သွားမည်နည်းဟုထိုသူအားမေးသောယေရုရှလင်မြို့အလျားအနံကိုတိလို၍မြို့ကိုတိုင်းခြင်းငှါသွားသည်ဟုပြန်ပြော၏။ငါနှင့်ပြောဆိုသောကောင်းကင်တမန်သည်ထွက်သွားသောအခြားသောကောင်းကင်တမန်သည်ကြိုဆိုလျက်သင်သည်ပြေး၍ထိုလုလင်ကိုဆင့်ဆိုရမည်မှာယေရုရှလင်မြို့သားလူတရဝါတိရစ္ဆာန်တို့သည်အလွန်များသောကြောင့်ရွာတို့၌နေရကြလိမ့်မည်။ထာဝရဘုရားမိန့်တော်မူသည်ကားငါသည်မြို့ကိုကာသောမီးမြို့ရိုးဖြစ်မည်။မြို့အလယ်၌လည်းငါသည်မြို့၏ဘုန်းအသရေဖြစ်မည်။အချင်းတို့မြောက်မျက်နှာရပ်မှပြေးလာကြလော့ဟုထာဝရဘုရားမိန့်တော်မူ၏။မိုဃ်းကောင်းကင်အောက်လေးမျက်နှာတို့၌သင်တို့ကိုငါနှံ့ပြားစေပြီဟုထာဝရဘုရားမိန့်တော်မူ၏။ဗာဗုလုန်မြို့သမီးထံမှာနေသောအချင်းဇိအုန်သတို့သမီးအလွတ်ပြေးလော့။ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကားသင်တို့ကိုဖျက်ဆီးသောလူမျိုးတို့ရှိရာသို့ဘုန်းထင်ရှားပြီးမှငါကိုစေလွှတ်တော်မူ၏။သင်တို့ကိုထိသောသူသည်မျက်ဆန်တော်ကိုထိသောသူဖြစ်၏။သူတို့ကိုငါတိုက်၍သူတို့၏ကျွန်များသည်လုယူဖျက်ဆီးကြလိမ့်မည်။ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်ငါကိုစေလွှတ်တော်မူသည်ကိုသင်တို့သိရကြလိမ့်မည်။အငယ်30မှ73အိုဇိအုန်သတို့သမီးတည်ခြင်းဆို၍ရွှင်လန်းလော့ငါလာ၍သင်အလယ်၌နေမည်ဟုထာဝရဘုရားမိန့်တော်မူ၏။ထိုကာလ၌လူမျိုးအများတို့သည်ထာဝရဘုရားဘက်သို့ဝင်စား၍ငါ၏လူဖြစ်ကြလိမ့်မည်။သင်အလယ်၌ငါနေမည်။ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်ငါကိုသင်စီသို့စေလွှတ်တော်မူသည်ကိုသင်သိရလိမ့်မည်။ထာဝရဘုရားသည်တန်ရှင်းသောပြည်၌မိမိအဖို့ယုဒပြည်ကိုအမွေခံ၍တဖန်ယေရုရှလင်မြို့ကိုရွေးချယ်တော်မူလိမ့်မည်။အိုလူတရဝအပေါင်းတို့ထာဝရဘုရားရှေ့တော်၌ငြိမ်ဝပ်စွာနေကြလော့။တန်ရှင်းသောကျိန်းဝတ်ရာဌာနတော်၌ထတော်မူပြီ။ခန်းကြီး3အငယ်1မှ5ယေဘရဟိမင်းယောရှုသည်ထာဝရဘုရား၏ကောင်းကင်တမန်ရှေ့၌ရပ်နေသည်ကို၎င်းစာရန်သည်ရန်ဘက်ပြု၍သူ၏လက်ရဘက်၌ရပ်နေသည်ကို၎င်းငါအားပြတော်မူ၏။ထာဝရဘုရား၏ကောင်းကင်တမန်ကလည်းအိုစာတန်ထာဝရဘုရားသည်တင့်ကိုဆုံးမတော်မူပါစေသော။ယေရုရှလင်မြို့ကိုရွေးချယ်ပြီးသောထာဝရဘုရားသည်တင့်ကိုဆုံးမတော်မူပါစေသော။ဤသူသည်မိထဲကနှုတ်သောထင်းစဖြစ်သည်မဟုတ်လောဟုစာတန်အားဆို၏။ယောရှုသည်ညစ်ညူးသောအဝတ်ကိုဝတ်လျက်ကောင်းကင်တမန်ရှေ့မှရပ်နေသည်ဖြစ်၍ကောင်းကင်တမန်ကညစ်ညူးသောအဝတ်ကိုချွတ်ပယ်ကြလော့ဟုမိမိရှေ့မှရပ်နေသောအခြားသူတို့အားဆို၏။ယောရှုအားလည်းသင့်အပြစ်ကိုငါဖြေရှင်းမည်။တင့်တယ်သောအဝတ်ကိုဝတ်စေမည်ဟုဆို၏။ငါကလည်းစင်ကြယ်သောဘောင်းကိုသူ၏ခေါင်းပေါ်မှတင်ကြစေဟုဆိုသည့်တိုင်စင်ကြယ်သောဘောင်းကိုသူ၏ခေါင်းပေါ်မှတင်၍အဝတ်ကိုဝတ်စေကြ၏။ထာဝရဘုရား၏ကောင်းကင်တမန်သည်လည်းအနားမှရပ်နေ၏။အငယ်6မှ10တဖန်ထာဝရဘုရား၏ကောင်းကင်တမန်သည်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆို၍ယောရှုအားပညတ်ထားသည်ကားသင်သည်ငါလမ်းသို့လိုက်၍ငါပညတ်တရားကိုစောင့်ရှောက်လျင်ငါအိမ်ကိုစီရင်ရသောအခွင့်ငါတန်တိုင်းတို့ကိုစောင့်ရသောအခွင့်ရှိလိမ့်မည်။ရှေ့တော်၌ရပ်နေသောသူအချို့တို့ကိုသင်အားလမ်းပြရသောသူဖြစ်မည်အကြောင်းငါခန့်ထားမည်။အိုယေဘရဟိမင်းယောရှုသ
သင့်ရှေ့မှနေသောသင့်အပေါင်းဖော်တို့နှင့်တကွနားထောင်လော့သူတို့သည်နိမိတ်လက္ခဏာနှင့်ရှင်သောသူဖြစ်ကြ၏ငါ၏ကျွန်တည်းဟူသောအညွန့်ကိုငါပေါ်ထွန်းစေမည်ယောရှုရှေ့မှငါထားသောကျောက်ကိုကြည့်ရှုလော့ထိုကျောက်တစ်ခုကိုမျက်စိခုနှလုံးကြည့်ရှုလျက်ရှိလိမ့်မည်ထိုကျောက်ကိုလည်းငါထုလုပ်မည်တနေ့ချင်းတွင်ဤပြည်အပြစ်ကိုငါပယ်ရှင်းမည်ဟုကောင်းကင်ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏ထိုနေ့၌သင်တို့သည်မိမိတို့အိမ်နီးချင်းတယောက်ကိုတယောက်စပစ်ပင်အောက်သင်္ဘောတဖန်းပင်အောက်သို့ခေါ်ဖိတ်ကြလိမ့်မည်ဟုကောင်းကင်ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏အခန်းကြီး၄အငယ်1မှ9ငါနှင့်ပြောဆိုသောကောင်းကင်တမန်သည်ပြန်လာ၍အိပ်ပျော်သောသူကိုနှိုးသကဲ့သို့ငါကိုနှိုးလျက်သင်သည်အဘယ်အရာကိုမြင်သနည်းဟုမေးလျင်ငါကအကျွန်ုပ်သည်ကြည့်ရှု၍ရွှေအတိပြီးသောစီမီးခုံကိုမြင်ပါ၏မီးခုံတိုင်အဖျား၌စီအိုးတစ်လုံးမီးခွက်9လုံးစီအိုးနှင့်မီးခွက်9လုံးဆက်သောပြွန်တန်9တန်ရှိပါ၏စီအိုးလက်ရဘက်၌တန်လွင်ပင်တပင်လက်ဝဲဘက်၌တပင်မီးခုံကိုလွှမ်းမိုးသောတန်လွင်ပင်2ပင်ရှိပါသည်ဟုဆိုပြီးမှငါနှင့်ပြောဆိုသောကောင်းကင်တမန်အားအကျွန်ုပ်သခင်ဤရာတို့ကအဘယ်အရာဖြစ်သနည်းဟုမေးတော့ငါနှင့်ပြောဆိုသောကောင်းကင်တမန်ကဤရာတို့ကအဘယ်အရာဖြစ်သည်ကိုနားမလဲသလောဟုမေးလျင်အကျွန်ုပ်နားမလဲပါသခင်ဟုလျှောက်၏ကောင်းကင်တမန်ကလည်းဇေရုဘဗေလသို့ရောက်လာသောထာဝရဘုရား၏နှုတ်ကပတ်တော်ဟူမူကားဤအမှုသည်ဗိုလ်ခြေအားဖြင့်မဟုတ်အာဏာတကူအားဖြင့်မဟုတ်ငါဝိညာဉ်အားဖြင့်ဖြစ်လိမ့်မည်ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏အိုတောင်ကြီးတင်းသည်အပေသို့နီးဇေရုဘဗေလရှိမှညီသောအရာဖြစ်ရလိမ့်မည်လူများတို့ကကျေးဇူးတော်ရှိပါစေသောကျေးဇူးတော်ရှိပါစေသောဟုကြွေးကြော်လျက်ထိုမင်းသည်တိုက်တောင်အထွတ်ကျောက်ကိုတင်ထားရလိမ့်မည်အငယ်8မှ14တဖန်ထာဝရဘုရား၏နှုတ်ပတ်တော်သည်ငါစီသို့ရောက်လာသည်ကားဇေရုဘဗေလသည်ဤအိမ်တော်အမြစ်ကိုချထားပြီးသူသည်လည်းလက်ဆသတ်ရလိမ့်မည်ကောင်းကင်ဘုရားရှင်ထာဝရဘုရားသည်ငါကိုတင်တို့ရှိရာသို့ဆေလွတ်တော်မူသည်ကိုတင်တို့သိရကြလိမ့်မည်အမှုငယ်ပြုသောနေ့ရက်ကိုအဘယ်သူမထီမဲ့မြင်ပြုရသနည်းချိန်ကျိုးသည်ဇေရုဘဗေလလက်၌ရှိသည်ကိုထို9ပါးတို့သည်မြင်၍ဝမ်းမြောက်ကြလိမ့်မည်ထို9ပါးတို့ကမြေကြီးတစ်ပြင်လုံးတွင်တောင်မြောက်ပြေးတတ်သောထာဝရဘုရား၏မျက်စိတော်များဖြစ်သည်ဟုမိန့်တော်မူ၏ငါကလည်းမိဂုံလက်ရဘက်လက်ဝဲဘက်၌ရှိသောထိုတန်လွင်ပင်2ပင်ကအဘယ်သို့နည်းဟု၍၎င်းစီညှစ်ရာရွှေဆက်2ခုအားမိမိတို့စီကိုတွန်းလောင်းသောထိုတန်လွင်ကိုင်း2ကိုင်းကအဘယ်သို့နည်းဟု၍၎င်းမေးလျှောက်သောကောင်းကင်တမန်ကထိုအကိုင်းတို့ကိုနားမလဲသလိုဟုမေးလျင်အကျွန်ုပ်နားမလဲပါသခင်ဟုလျှောက်၏ကောင်းကင်တမန်ကလည်းထိုအကိုင်းတို့သည်မြေကြီးတစ်ပြင်လုံးကိုအစိုးပိုင်တော်မူသောအရှင်၏ရှေ့တော်၌ရပ်နေသောဘိသိက်ခံသူ2ပါးဖြစ်သည်ဟုဆို၏ခန်းကြီး9အငယ်1မှ4တဖန်ငါမျှော်ကြည့်၍ပြန်ဝဲလျက်ရှိသောစာဆောင်ကိုမြင်၏ကောင်းကင်တမန်ကလည်းသင်သည်အဘယ်အရာကိုမြင်သနည်းဟုမေးလျင်ပြန်ဝဲလျက်ရှိသောစာဆောင်ကိုမြင်ပါ၏အလျားအတောင်20အနံအတောင်30ရှိပါသည်ဟုလျှောက်၏ကောင်းကင်တမန်ကလည်းထိုစာဆောင်သည်တပြည်လုံးကိုနှံ့ပြားသောကျင့်ခြင်းဖြစ်၏ခိုးတတ်သောသူရှိသမျှတို့သည်ထိုစာဆောင်တစ်ဖက်၌ပါသည့်အတိုင်းပယ်ဖြတ်ခြင်းကိုခံရကြမည်အကျဉ်ရဲသောသူရှိသမျှတို့သည်ထိုစာဆောင်တစ်ဖက်၌ပါသည့်အတိုင်းပယ်ဖြတ်ခြင်းကိုခံရကြမည်ကောင်းကင်ဗိုလ်ခြေရှင်ထာဝရဘုရားမိန့်တော်မူသည်ကားထိုစာဆောင်ကိုငါထုတ်ဖော်မည်ခိုးတတ်သောသူ၏အိမ်ထဲသို့၎င်းငါနာမကိုတိုင်တည်၍မမှန်သောကျိန်ဆိုခြင်းကိုပြုသောသူ၏အိမ်ထဲသို့၎င်းဝင်၍နေရာကျသဖြင့်တစ်သားများကြောက်များနှင့်တကွထိုအိမ်ကိုစားလိမ့်မည်ဟုမိန့်တော်မူ၏အငယ်9မှ17တဖန်ငါနှင့်ပြောဆိုသောကောင်းကင်တမန်သည်ထွက်၍ယခုထွက်လာသောအရာကိုမျှော်ကြည့်လော့ဟုငါအားဆိုလျင်ထိုအရာကအဘယ်အရာနည်းဟုငါမေးသော
ထိုအရာသည်ထွက်သွားသောဧဖာဖြစ်သည်ဟု၍၎င်းထိုအရာသည်တပြည်လုံး၌သူတို့၏အကြံအစီဖြစ်သည်ဟု၍၎င်းဆို၏ခဲအခွက်30ကိုလည်းအထက်သို့ချီမြှောက်၍မိန်းမတယောက်သည်ဧဖာထဲ၌ထိုင်သည်ကိုငါမြင်၏ကောင်းကင်တမန်ကလည်းထိုမိန်းမသည်ဒုစရိုက်အပြစ်ဖြစ်၏ဟုဆိုလျက်သူကိုဧဖာထဲကိုချထား၍ဧဖာအဝပေါ်မှာခဲပြားကိုတင်လေ၏တဖန်ငါမျှော်ကြည့်၍တောငန်း၏အတောင်ကဲ့သို့အတောင်ရှိသောမိန်းမနှစ်ယောက်တို့သည်အတောင်တို့၌ဝိညာဉ်ပါလျက်ထွက်လာ၍ထိုဧဖာကိုမြေကြီးနှင့်မိုးကောင်းကင်စัจ जाသို့ခြီသွားကြ၏ထိုဧဖာကိုအဘယ်သို့ခြီသွားကြသနည်းဟုငါနှင့်ပြောဆိုသောကောင်းကင်တမန်အားမေးသောရှိနာပြည်၌ဧဖာအဖို့အိမ်ဆောက်ခြင်းဟာခြီသွားကြ၏ထိုပြည်၌သူ၏ခုံပေါ်မှတင်ထား၍နေရာချကြလိမ့်မည်ဟုဆို၏ခန်းကြီး6အငယ်1မှ8တပန်းငါမျှော်ကြည့်၍ခြေဝါဖြင့်ပြီးသောတောင်နှလုံးကြားမှယထာလေးစီးထွက်လာ၏ပထမယထာ၌မြင်းနီဒုတိယယထာ၌မြင်းနက်တတိယယထာ၌မြင်းဖြူစတုထယထာ၌ခွန်အားကြီးသောမြင်းကြားတို့သည်ကလျက်ရှိကြ၏အကျွန်ုပ်သခင်ထိုယထာတို့ကအဘယ်သို့နည်းဟုငါနှင့်ပြောဆိုသောကောင်းကင်တမန်အားငါမေးသောကောင်းကင်တမန်ကထိုယထာတို့သည်မြေကြီးတစ်ပြင်လုံးကိုအစိုးပိုင်တော်မူသောအရှင်၏ရှေ့တော်၌ရပ်နေရာမှထွက်သွားသောမိုးကောင်းကင်လေလေးပါးဖြစ်၏ကသောမြင်းနှင့်တို့သည်မြောက်ပြည်သို့သွားကြ၏မြင်းဖြူတို့သည်မြင်းနှင့်နောက်သို့လိုက်ကြ၏မြင်းကြားတို့သည်တောင်ပြည်သို့သွားကြ၏ဟုဆို၏ခွန်အားကြီးသောမြင်းတို့သည်ထွက်၍မြေကြီးပေါ်မှတောင်မြောက်သို့လှည့်လည်ခြင်းဟာအားထုတ်ကြ၏ကောင်းကင်တမန်ကလည်းသွား၍မြေကြီးပေါ်မှတောင်မြောက်သို့လှည့်လည်ကြလော့ဟုဆိုသည့်အတိုင်းသူတို့သည်မြေကြီးပေါ်မှတောင်မြောက်သို့လှည့်လည်ကြ၏ကောင်းကင်တမန်သည်လည်းငါကိုခေါ်၍ကြည့်လော့မြောက်ပြည်သို့သွားသောမြင်းတို့သည်ငါအမျက်ကိုမြောက်ပြည်၌တည်စေကြပြီဟုဆို၏အငယ်9မှ15တပန်းထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါစီသို့ရောက်လာသည်ကားအရင်သိမ်းသွားခြင်းကိုခံရ၍ယခုဗာဗုလုန်မြို့မှပြန်လာသောဟေလဒဲအမျိုးတောဘိယအမျိုးယေဒယအမျိုးအချို့တို့ကိုခေါ်၍တနေ့ချင်းတွင်ဇေဖနိ၏သားယောရှိအိမ်သို့တွားပြီးတော့ရွှေငွေတို့ကိုယူ၍တရဖူကိုလှုပ်ပြီးလျှင်ယောဇဒက်သားယေပရောဟိတ်မင်းယောရှု၏ခေါင်းပေါ်မှတင်လော့ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အမိန့်တော်ကိုထိုသူအားဆင့်ဆိုရမည်မှာအညွန့်အမည်ရှိသောသူကိုကြည့်ရှုလော့မိမိဒေသအရပ်၌ပေါက်၍ထာဝရဘုရား၏ဗိမာန်တော်ကိုတည်ဆောက်လိမ့်မည်ထာဝရဘုရား၏ဗိမာန်တော်ကိုတည်ဆောက်ပြီးလျှင်ဘုန်းကြီး၍မိမိရာဇပလ္လင်ပေါ်မှာထိုင်လျက်စိုးစံလိမ့်မည်ရာဇပလ္လင်တော်ပေါ်မှာယေပရောဟိတ်လက်ဖြစ်၍ထိုနှစ်ပါးတို့သည်မိဿဟာယပဋိညာဉ်ကိုဖွဲ့ကြလိမ့်မည်ထိုတရဖူသည်ဟေလင်တောဘိယယေဒယဇေဖနိ၏သားဟင်တို့အဖို့ထာဝရဘုရား၏ဗိမာန်တော်၌သက်သေဖြစ်ရမည်ဝေသောသူတို့သည်လည်းလာ၍ထာဝရဘုရား၏ဗိမာန်တော်၌တည်ဆောက်ကြလိမ့်မည်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်ငါကိုသင်တို့ရှိရာသို့စေလွှတ်တော်မူသည်ကိုသင်တို့သိရကြလိမ့်မည်သင်တို့သည်သင်တို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကိုစစ်စစ်နားထောင်လျှင်ဤသို့ဖြစ်ရလိမ့်မည်ဟုမိန့်တော်မူ၏ခန်းကြီး9အငယ်1မှ9ဒါရိမင်းကြီးနန်းဆန်4နှစ်ခိတလုမြည်သောနဝမလ4ရက်နေ့တွင်ထာဝရဘုရားရှေ့တော်၌ဆုတောင်းခြင်းငှါ၎င်းနှစ်ပေါင်းများစွာပြုတကဲ့သို့ပစ္စမလတွင်ငိုကြွေး၍ချိုးချံစွာကျင့်ရပါမည်လောဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်၌ရှိသောယဇ်ပုရောဟိတ်နှင့်ပရောဖက်တို့အားမေးလျှောက်ခြင်းငှါ၎င်းရှရေဇာယေခင်မေလက်နှင့်သူတို့လူများကိုဘုရားသခင်အိမ်တော်သို့စေလွှတ်ကြသောအခါကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါဇာခရိသို့ရောက်လာ၍ယဇ်ပုရောဟိတ်တို့နှင့်ပြည်သူပြည်သားအပေါင်းတို့အားသင်ဆင့်ဆိုရမည်မှာ
အနှစ်70ပတ်လုံးသင်တို့သည်ပဥ္စမလနှင့်သတ္တမလတွင် အစာရှောင်၍ငိုကြွေးမြည်တမ်းသောအခါ အကယ်စင်စစ်ငါအလိုရှိသည့်အတိုင်းငါအားအစာရှောင်ကြသလော။ စားသောက်သောအခါ၌လည်းကိုယ်အလိုအလျောက်စားသောက်ကြသည်မဟုတ်လော။ ယေရုရှလင်မြို့မပျက်စည်ပင်၍ပတ်လည်၌ရှိသောမြို့ရွာတောင်မျက်နှာအရပ်နှင့်မြေညီသောအရပ်၌လူများသေသောအခါ ရှေးပရောဖက်တို့ဖြင့်ထာဝရဘုရားကြွေးကြော်တော်မူသောအမိန့်တော်ပြည့်စုံပြီမဟုတ်လောဟုမိန့်တော်မူ၏။ ထိုအခါထာဝရဘုရား၏နှုတ်ကပတ်တော်သည်ဇာခရိသို့ရောက်လာသည်ကား၊ တရားအမှုကိုတရားသဖြင့်စီရင်ကြလော့။ သနားခြင်းကရုဏာစိတ်နှင့်တယောက်ကိုတယောက်ကျေးဇူးပြုကြလော့။ မိဘမရှိသောသူ၊ မုတ်ဆိုးမ၊ တကျွန်းတနိုင်ငံသား၊ ဆင်းရဲသားကိုမညှဉ်းဆဲကြနှင့်။ တယောက်ကိုတယောက်မကောင်းသောအကြံကိုမကြံကြနှင့်ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသော်လည်း၊ သူတို့သည်နားမထောင်ဘဲလွတ်အောင်ယုံကြ၏။ မကြားစေခြင်းငှါနားကိုပိတ်ကြ၏။ တရားစကားကို၎င်းကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည်ရှေးပရောဖက်တို့ဖြင့်ထားတော်မူသောစကားကို၎င်းသူတို့သည်မကြားစေခြင်းငှါမိမိတို့စိတ်နှလုံးကိုစိန်ကျောက်ကဲ့သို့မာစေကြ၏။ ထိုကြောင့်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည်အလွန်အမျက်ထွက်တော်မူ၏။ ငါဟစ်ခေါ်၍သူတို့သည်နားမထောင်သကဲ့သို့တဖန်သူတို့သည်ဟစ်ခေါ်၍ငါလည်းနားမထောင်ဘဲနေပြီဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။ သူတို့မသိသောလူမျိုးအပေါင်းတို့တွင်လေဘွေတိုက်၍ငါလွှင့်ပြီ။ ထိုကြောင့်သူတို့ပြည်သည်လူဆိတ်ညံလျက်ရှိ၍အဘယ်သူမျှမသွားမလာ။ သာယာသောပြည်သည်သုတ်သင်ပယ်ရှင်းရာဖြစ်လိမ့်မည်တကားဟုမိန့်တော်မူ၏။ အခန်းကြီး8 တဖန်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ဆီသို့ရောက်လာ၍၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါသည်ဇိအုန်တောင်အဘို့အလွန်စိတ်အားကြီးပြီ။ အလွန်အမျက်ထွက်၍သူ့အဘို့စိတ်အားကြီးပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဇိအုန်တောင်သို့ငါပြန်လာပြီ။ ယေရုရှလင်မြို့ထဲမှာနေမည်။ ယေရုရှလင်မြို့ကိုသမ္မာမြို့ဟူ၍၎င်း၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏တောင်တော်ကိုသန့်ရှင်းသောတောင်ဟူ၍၎င်းသမုတ်ကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုသောယောက်ျားမိန်းမအသက်ကြီး၍တောင်ဝေးကိုင်သောသူအပေါင်းတို့သည်ယေရုရှလင်မြို့လမ်းတို့၌နေကြလေဦးမည်။ မြို့လမ်းတို့သည်လည်းကစားသောသူငယ်ယောက်ျားမိန်းမတို့နှင့်အပြည့်ရှိကြလိမ့်မည်။ တဖန်မိန့်တော်မူသည်ကား၊ ထိုအမှုသည်ယခုကာလတွင်ကျန်ကြွင်းသောဤလူတို့မျက်မှောက်၌အံ့ဩဘွယ်ဖြစ်သော်လည်း၊ ငါ့မျက်မှောက်၌အံ့ဩဘွယ်ဖြစ်ရသလောဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ၏လူတို့ကိုအရှေ့ပြည်မှ၎င်းအနောက်ပြည်မှ၎င်းငါကယ်တင်၍ဆောင်ခဲ့သဖြင့်သူတို့သည်ယေရုရှလင်မြို့ထဲမှာနေရကြလိမ့်မည်။ သစ္စာတရားနှင့်ဖြောင့်မတ်ခြင်းတရားအားဖြင့်သူတို့သည်ငါ၏လူဖြစ်၍ငါသည်လည်းသူတို့၏ဘုရားသခင်ဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဗိမာန်တော်ကိုတည်ဆောက်ခြင်းငှါကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်တိုက်မြစ်ကိုချသောကာလ၌ရှိသောပရောဖက်တို့ဟောပြောသောဤစကားကိုယခုကာလ၌ကြားသောသူတို့၊ သင်တို့လက်ကိုအားကြီးစေကြလော့။ ထိုကာလအထက်၌လူခံရသောအကျိုးမရှိ။ တိရစ္ဆာန်ခံရသောအကျိုးမရှိ။ ထွက်ဝင်သောသူတို့သည်ရန်သူရှိသောကြောင့်ချမ်းသာမရကြ။ ငါသည်လူအပေါင်းတို့ကိုတယောက်နှင့်တယောက်ရန်ဘက်ဖြစ်စေ၏။ ယခုမူကားကျန်ကြွင်းသောဤလူတို့၌ငါသည်အရင်ကဲ့သို့မပြုဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏။ မျိုးစေ့ကိုငြိမ်ဝပ်စွာကြဲရလိမ့်မည်။ စပျစ်ပင်သည်အသီးကို၎င်း၊မြေသည်မိမိစီးပွားကို၎င်း၊မိုဃ်းကောင်းကင်သည်နှင်းရည်ကို၎င်းပေးရလိမ့်မည်။ ကျန်ကြွင်းသောဤလူတို့သည်ဤအရာအလုံးစုံတို့ကိုရတတ်စေခြင်းငှါငါပြုမည်။
အိုယုဒအမျိုးနှင့်ဣသရေလအမျိုးတို့သင်တို့သည်တပါးအမျိုးတို့တွင်ကျိန်ဆဲရာဖြစ်ဘူးတကဲ့သို့ကောင်းကြီးခံရာဖြစ်စေခြင်းငှါငါကယ်တင်မည်မစိုးရိမ်ဘဲလက်အားကြီးကြလော့ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကားတင်တို့၏ဘိုးဘေးတို့သည်ငါအမျက်ကိုနှိုးဆော်ကြသောအခါအပြစ်ပြုမိဟုငါသည်နောင်တမရဘဲကြံတကဲ့သို့တဖန်ယခုကာလ၌ယေရုရှလင်မြို့နှင့်ယုဒအမျိုးကိုကျေးဇူးပြုမိဟုငါကြံပြန်၏မစိုးရိမ်ကြနှင့်ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏တင်တို့ကျင့်ရမည်အကျင့်ဟုမူကားတင်တို့ရှိသမျှသည်တယောက်နှင့်တယောက်မှန်သောစကားကိုပြောကြလော့မြို့တကားဝမှဖြောင့်မတ်စွာစီရင်၍တရားတွေ့သည့်အမှုကိုငြိမ်းစေခြင်းငှါဆုံးဖြတ်ကြလော့တယောက်ကိုတယောက်အဘယ်သူမျှမကောင်းသောအကြံကိုမကြံကြနှင့်မမှန်သောကျိန်ဆိုခြင်းကိုမနှစ်သက်ကြနှင့်ထိုသို့သောအမှုရှိသမျှတို့ကိုငါမုန်းသည်ဟုထာဝရဘုရားမိန့်တော်မူ၏18-23တဖန်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါစီသို့ရောက်လာ၍ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကားစတုထလတွင်အစာရှောင်ခြင်းပစ္စမလတွင်အစာရှောင်ခြင်းတတ္တမလတွင်အစာရှောင်ခြင်းဒသမလတွင်အစာရှောင်ခြင်းတို့သည်ယုဒအမျိုးဝမ်းမြောက်ရွှင်လန်း၍ပွဲလုပ်ရာကာလဖြစ်ကြလိမ့်မည်ဖြောင့်မတ်ခြင်းတရားငြိမ်ဝှက်ခြင်းတရားကိုနှစ်သက်ကြလော့ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကားများစွာသောမြို့သူရွာသားလူအမျိုးမျိုးတို့သည်လာကြလိမ့်မည်မြို့တစ်မြို့၌နေသောသူသည်အခြားမြို့တစ်မြို့၌နေသောသူတို့စီသို့သွား၍ထာဝရဘုရားရှေ့တော်၌ဆုတောင်းခြင်းငှါ၎င်းကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကိုရှာခြင်းငှါ၎င်းဧကန်အမှန်သွားကြကုန်အံ့ငါလည်းသွားမည်ဟုခေါ်ကြလိမ့်မည်ကြီးသောတိုင်းနိုင်ငံသားလူအမျိုးမျိုးတို့သည်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကိုယေရုရှလင်မြို့၌ရှာ၍ထာဝရဘုရားရှေ့တော်၌ဆုတောင်းခြင်းငှါလာကြလိမ့်မည်ထိုကာလ၌ဘာသာအသီးသီးကိုပြောတတ်သောလူအမျိုးမျိုးတို့တွင်တကျိပ်သောလူတို့သည်ယုဒလူဖြစ်သောသူ၏အဝတ်စွန်းကိုကိုင်လျက်ဘုရားသခင်သည်သင်နှင့်အတူရှိတော်မူသည်ဟုအကျွန်ုပ်တို့သည်ကြားသိ၍သင်တို့နှင့်အတူလိုက်ပါမည်ဟုဆိုကြလိမ့်မည်ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူ၏အခန်းကြီး9အငယ်1မှ10ထာဝရဘုရား၏ဗျာဒိတ်နှုတ်ကပတ်တော်သည်ဟာဒရက်ပြည်နှင့်ဒမာသက်မြို့၌တင့်ရောက်ပေ၏ထာဝရဘုရားသည်လူမျိုးကို၎င်းဣသရေလအမျိုးအနွယ်အပေါင်းတို့ကို၎င်းကြည့်ရှုလျက်ရှိတော်မူ၏ထိုပြည်နှင့်နီးစပ်သောဟာမတ်ပြည်၌၎င်းတုရုမြို့သည်လိမ္မာသောကြောင့်ထိုမြို့နှင့်ဇီးဒုန်မြို့၌၎င်းတင့်ရောက်ပေ၏တုရုမြို့သည်မိမိအဖို့ရဲတိုက်ကိုတည်ဆောက်၍ငွေကိုမြေမှုန့်ကဲ့သို့၎င်းရွှေစင်ကိုလမ်း၌ရှိသောရွှံ့ကဲ့သို့၎င်းစုပုံတော်လဲထာဝရဘုရားသည်သူတစ်ပါးလက်သို့သူ့ကိုအပ်၍သူ့ခွန်အားကိုပင်လယ်ထဲသို့ချတော်မူသည်ဖြင့်မြို့သည်မီးဖြင့်ကျွမ်းလောင်လိမ့်မည်ထိုအမှုကိုအာရှကေလုန်မြို့သည်မြင်၍ကြောက်လိမ့်မည်ဂါဇမြို့သည်မြင်၍အလွန်တုန်လှုပ်လိမ့်မည်အေဂျုံမြို့လည်းမျှော်လင့်၍အရှက်ကွဲသောကြောင့်ထိုအတူဖြစ်လိမ့်မည်ဂါဇမင်းကြီးသည်ဆုံးလိမ့်မည်အာရှကေလုန်မြို့သည်လည်းအဆိုးမရအာဇုမြို့၌တကျွန်းတနိုင်ငံသားတို့သည်နေကြလိမ့်မည်ဖိလိတ္တိအမျိုး၏မာနကိုလည်းငါချိုးဖဲ့မည်သူစားသောအသွေးကိုသူ၏ပါးစပ်ထဲမှ၎င်းသူကိုက်သောရွံရှာဘွယ်တို့ကိုသူ၏သွားကြမှ၎င်းငါနှုတ်ပယ်မည်ကြံကျွင်းသောသူသည်လည်းငါတို့ဘုရားသခင်အဖို့ကြံကျွင်း၍ယူရပြည်၌မင်းကဲ့သို့နေလိမ့်မည်အေဂျုံမြို့သားလည်းယေဗုသိလူကဲ့သို့ဖြစ်လိမ့်မည်အဘယ်ရန်သူမျှမထွက်မဝင်စေခြင်းငှါငါအိမ်တော်ပတ်လည်၌တပ်ချမည်ညှင်းဆဲသောသူသည်ငါလူတို့ကိုနောက်တဖန်မနှိပ်နင်းရအကြောင်းမူကားငါသည်ယခုကိုယ်တိုင်ကြည့်၍မြင်ပြီအိုဇိဒုန်သတို့သမီးအလွန်ဝမ်းမြောက်လော့အိုယေရုရှလင်မြို့သတို့သမီးကြွေးကြော်လော့တရားသဖြင့်စီရင်၍ကယ်တင်ခြင်းသို့ရောက်သောသခင်သင်၏အရှင်မင်းကြီးသည်မြဲမနှင့်မြဲကလေးကိုစီး၍နူးညံ့သိမ်မွေ့သောစိတ်နှင့်
သင်ရှိရာသို့ကြွလာတော်မူသည်ကိုကြည့်ရှုလော့ငါသည်ဧဖရိမ်ပြည်၌ယထာကို၎င်းယေရုရှလင်မြို့၌မြင်းကို၎င်းပယ်ဖြတ်မည်စစ်လေးကိုလည်းပယ်ဖြတ်မည်တပါးအမျိုးသားတို့သည်စစ်ငြိမ်းမည်အကြောင်းကိုထိုအရှင်သည်မိန့်တော်မူမည်အာနာတော်လည်းပင်လေတပါးမှသည်ပင်လေတပါးတိုင်အောင်၎င်းမြင့်မှသည်မြေကြီးစွန်းတိုင်အောင်၎င်းတည်လိမ့်မည်အငယ်7မှ19တင်ဤအမှုမူကားချုပ်ထားလျက်ရှိသောတင်ဤလူတို့ကိုရေမရှိသောမြေတွင်တည်းကတင်နှင့်ဖွဲ့သောဗြိဉ္ဉ်အသွေးကြောင့်ငါကယ်လွတ်မည်အချုပ်ခံ၍မျော်လင့်သောသူတို့ရဲတိုက်သို့ပြန်လာကြလော့ငါသည်နဆသောကျေးဇူးကိုပြုဦးမည်ဟုယနေ့ပင်ပြောထား၏ယုဒလေးကိုငါတင်၍ဧဖရိမ်လေးကိုဆွဲငင်လျက်ဇိအုန်သားတို့ကိုဟေလသသားတို့တစ်ဖက်၌နှိုးဆော်၍တင့်ကိုသူရဲ့ဤဓာကဲ့သို့ဖြစ်စေမည်ထာဝရဘုရားသည်သူတို့အပေါ်မှာထင်ရှားတော်မူ၍မြားတော်သည်လျှက်စစ်ပြတ်ကဲ့သို့ပြေးလိမ့်မည်အရှင်ထာဝရဘုရားသခင်သည်တဘိုးမှုတ်၍တောင်လေပွေတို့နှင့်ကြွသွားတော်မူလိမ့်မည်ကောင်းကင်ဘုရားအရှင်ထာဝရဘုရားသည်သူတို့ကိုကွယ်ကာတော်မူသည်ဖြင့်သူတို့သည်ကိုက်စား၍လက်လွှဲကြောက်တို့ကိုကြော်နှင်းကြလိမ့်မည်တောက်ပြီးလျင်စပည့်ရည်နှင့်ဝါဒကဲ့သို့ကြွေးကြော်ကြလိမ့်မည်အင်တုံကဲ့သို့၎င်းရစ်ပလင်တောင်ကဲ့သို့၎င်းပြေဝကြလိမ့်မည်ထိုနေ့၌သူတို့၏ဘုရားသခင်ထာဝရဘုရားသည်မိမိလူတို့ကိုတိုးစုကဲ့သို့ကယ်တင်တော်မူလိမ့်မည်သူတို့သည်မြေတော်၌ထင်ရှားသောတရဖူမျက်မှန်ကဲ့သို့ဖြစ်ကြလိမ့်မည်ကျေးဇူးတော်သည်အလွန်ကြီးစွာတကားဂုဏ်တရေတော်လည်းအလွန်ကြီးစွာတကားဆန်စပါးသည်လူလင်တို့ကို၎င်းစပည့်ရည်တစ်တီအပြိုမတို့ကို၎င်းတိုးပွားများပြားစေလိမ့်မည်အခန်းကြီး30အငယ်1မှ12နောက်မိုးရွာရာကာလတွင်မိုးရွာစေမည်အကြောင်းထာဝရဘုရားထံတော်၌ဆုတောင်းကြလော့ထာဝရဘုရားသည်လျှက်စစ်ကိုပြင်ဆင်၍များစွာမိုးရွာစေသဖြင့်ခတ်သိမ်းသောလူတို့အဖို့လေပြင်၌အပင်ပေါက်စေတော်မူမည်တေရယုတ်ထုတို့သည်အနတ္တစကားကိုပြောကြ၏ပရောဖက်လုပ်သောသူတို့သည်မှုသာယူပါယုံကိုမြင်၍မမှန်သောအိမ်မက်ကိုဟောပြောကြ၏အချည်းနှီးနှစ်သိမ့်စေကြ၏ထိုကြောင့်တိုးစုကဲ့သို့လဲသွား၍တိုးတိမ်မရှိသောကြောင့်ဆင်းရဲခံရကြ၏တိုးတိမ်တို့ကိုငါအမျက်ထွက်၍စိတ်ထီးတို့ကိုစစ်ကြောသဖြင့်ကောင်းကင်ဘုရားအရှင်ထာဝရဘုရားသည်မိမိတိုးစုယူဒအမျိုးကိုအကြည့်ရှုကြွလာ၍ဘုန်းတော်ကိုဆောင်သောစစ်တိုက်မြင်းကဲ့သို့ဖြစ်စေတော်မူမည်ထိုအမျိုးတဲကတိုက်တော်အမြင့်ကြောက်တစို့စစ်တိုက်လေးမင်းဖြစ်သောလူအပေါင်းတို့သည်ထွက်ကြလိမ့်မည်သူတို့သည်စစ်တိုက်ရာတွင်လမ်း၌ရှိသောရွှံ့ကိုနင်းသောစစ်သူရဲကဲ့သို့ဖြစ်ကြလိမ့်မည်ထာဝရဘုရား၏ကျေးဇူးတော်ကိုခံရသောကြောင့်စစ်တိုက်၍မြင်းစည်းသူရဲတို့ကိုအရှက်ခွဲကြလိမ့်မည်ယူဒအမျိုးကိုလည်းငါခိုင်ခံ့စေမည်ယောသအမျိုးကိုလည်းငါကယ်တင်မည်သူတို့ကိုတနာဆုံမဲ့သောကြောင့်နေရာချမည်သူတို့သည်နှင်ထုတ်ခြင်းကိုမခံဘူးတကဲ့သို့ဖြစ်ကြလိမ့်မည်ငါသည်သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၍သူတို့စကားကိုနားထောင်မည်ဧဖရိမ်အမျိုးသားတို့သည်သူရဲကဲ့သို့ဖြစ်၍စပည့်ရည်နှင့်ဝါဒကဲ့သို့ဝမ်းမြောက်ကြလိမ့်မည်သားမြေးတို့သည်မြင်လျက်ဝမ်းမြောက်၍ထာဝရဘုရားကိုအမိပြုလျက်ရွှင်လန်းကြလိမ့်မည်သူတို့ကိုငါနှိုးဆော်၍စုဝေးစေမည်သူတို့သည်ငါ၏ရွေးနှုတ်ခြင်းကိုခံရသောအားဖြင့်အရင်များပြားတကဲ့သို့တဖန်များပြားကြလိမ့်မည်သူတို့ကိုတပါးမျိုးသားတို့တွင်မျိုးစေ့ကဲ့သို့ငါကျဲသဖြင့်ဝေသောပြည်၌ငါကိုအောက်မေ့၍သားမြေးတို့နှင့်တကွအသက်ရှင်လျက်ပြန်လာကြလိမ့်မည်သူတို့ကိုအေဂုရုပြည်မှတဖန်ငါဆောင်ခဲ့ဦးမည်အာရှုရိပြည်မှခေါ်၍စုဝေးစေမည်ဂိလပြည်နှင့်လေဗနုန်ပြည်သို့တဖန်ငါဆောင်ခဲ့သဖြင့်သူတို့နေเสียဖို့မြေမလောက်နိုင်ပင်လေလယ်၌ရှောက်သွား၍ညင်းဆဲလျက်ပင်လေတဘိုးများကိုဒဏ်ခတ်တော်မူမည်မြစ်၌နက်နဲသောအရက်ရှိသမျှတို့လည်းခန်းချောက်ကြလိမ့်မည်အာရှုရိပြည်၏မာနကိုနှိမ့်ချ၍အေဂုတုမင်း၏အာဏာသည်လည်းကွယ်ပြောက်လိမ့်မည်
သူတို့ကိုထာဝရဘုရားအားဖြင့်ငါခိုင်ခံ့စေမည်။နာမတော်ကိုအမှီပြုလျက်လှည့်လည်၍သွားကြလိမ့်မည်ဟုထာဝရဘုရားမိန့်တော်မူ၏။ခန်းကြီး7အငယ်1မှ6အိုလေဗနုန်တောင်တင်ဤအာရစ်ပင်တို့ကိုမီးလောင်စေခြင်းငှာတင်ဤတကားတို့ကိုဖွင့်လော့။အိုထင်းယူပင်အာရစ်ပင်လဲသောကြောင့်မိတမ်းလော့။မြတ်သောအပင်တို့သည်ပျက်စီးကြပြီ။အိုဗာရှန်သပိတ်ပင်တို့ခိုင်ခံ့သောတောကိုခုတ်လှဲသောကြောင့်မိတမ်းကြလော့။တိုးရင်းတို့သည်မိမိတို့အသရေပြတ်သောကြောင့်မိတမ်းသောအတန်ကိုပြုကြ၏။ယော်ဒန်မြစ်၏ဂုဏ်သရေပြတ်သောကြောင့်ခြင်္သေ့ပြိုဟောက်သောအတန်ကိုကြားရ၏။ငါ၏ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည်ကားသတ်ဖို့ရာထားသောဤသိုးစုကိုကျွေးမွေးလော့။ပိုင်သောသူတို့သည်တတ်၍ကိုယ်အပြစ်ရှိသည်ကိုမသိကြ။ရောင်းစားသောသူတို့ကလည်းငါရတတ်သည်ဖြစ်၍ထာဝရဘုရားသည်မင်္ဂလာရှိတော်မူစေသတည်းဟုဆိုကြ၏။တိုးရင်းတို့သည်လည်းသနားခြင်းကရုဏာမရှိကြ။ထာဝရဘုရားမိန့်တော်မူသည်ကားငါသည်ပြည်သူပြည်သားတို့ကိုနောက်တဖန်မသနားမနှမျောဘဲလူအသီးသီးတို့ကိုအိမ်နီးချင်းလက်သို့၎င်းရှင်ဘုရင်လက်သို့၎င်းအပ်သဖြင့်သူတို့သည်တပြည်လုံးကိုနှိပ်စက်ကြလိမ့်မည်။သူတို့လက်မှငါမကယ်လွှတ်ဘဲနေမည်ဟုမိန့်တော်မူ၏။အငယ်9မှ14ထိုတို့တပ်ဖို့ရာထားသောတိုးစုတည်းဟုသောဆင်းရဲသောတိုးတို့ကိုငါကျွေးမွေးရ၏။တိုးရင်းတောင်ဝေးနှစ်စင်းကိုယူ၍တစင်းကိုကျေးဇူးဟူ၍၎င်းတစင်းကိုအနှောင်ဖွဲ့ဟူ၍၎င်းခေါ်ဝေါ်လျက်တိုးစုကိုကျွေးမွေး၏။တိုးရင်းသုံးယောက်ကိုလည်းတလတွင်ငါပယ်ဖြတ်၏။သူတို့ကြောင့်ငါစိတ်ငြင်းငွေ့၏။သူတို့သည်လည်းငါကိုယွန်ရှာကြ၏။နောက်တဖန်သင်တို့ကိုငါမကြွေး။တေသောအကောင်သည်တေပါလေစေ။အသက်ခံရသောအကောင်သည်ခံရပါလေစေ။ကြံကျွင်းသောအကောင်တို့သည်တကောင်ကိုတကောင်စားပါလေစေဟုငါဆိုလျက်ခတ်သိမ်းသောလူမျိုးတို့နှင့်အရင်ဖွဲ့သောပဋိညာဉ်ကိုဖျက်လို၍ကျေးဇူးအမည်ရှိသောငါ၏တောင်ဝေးကိုယူ၍ချိုး၏။ထိုပဋိညာဉ်သည်ထိုနေ့၌ပြတ်သောကြောင့်ငါကိုအမည်ပြုသောသိုးဆင်းရဲတို့သည်ထာဝရဘုရား၏နှုတ်ကပတ်တော်ကိုနားလည်ကြ၏။တဖန်ငါရထိုက်သောအခကိုပေးအံ့သောငါသင်တို့သည်အလိုရှိလျင်ပေးကြလော့။အလိုမရှိလျင်မပေးကြနှင့်ဟုဆိုသောသူတို့သည်ငါအားအခပေးအံ့သောငါငွေ30ကိုချိန်ကြ၏။ထာဝရဘုရားကလည်းထိုငွေကိုအိုးထိန်းသမားရှေ့မှပစ်ချလော့။ငါကိုအဘိုးပြတ်၍ငွေများလှသည်တကားဟုမိန့်တော်မူသည့်အတိုင်းထိုငွေ30ကိုငါယူ၍ထာဝရဘုရား၏ဗိမာန်တော်၌အိုးထိန်းသမားရှေ့မှပစ်ချ၏။ထိုအခါယုဒအမျိုးနှင့်ဣသရေလအမျိုးဖွဲ့သောမိဿဟာယကိုဖျက်လို၍အနောင်ဖွဲ့အမည်ရှိသောအခြားတောင်ဝေးကိုငါချိုး၏။အငယ်15မှ19တပန်းထာဝရဘုရားကမိုက်သောတိုးရင်းဤတစားတို့ကိုသိမ်းယူလော့။အကြောင်းမူကားဤပြည်၌တိုးရင်းတူကိုငါပေါ်ထွန်းစေမည်။သူသည်အသက်ခံရသောအကောင်ကိုမကြည့်မရှုလမ်းလွဲသောအကောင်ကိုမရှာနာသောအကောင်ကိုအနာပြောက်စေခြင်းငှာမပြုရပ်နေသောအကောင်ကိုမမဆဆူသောအကောင်တို့ကိုစားလိမ့်မည်။သူတို့ခွာကိုလည်းချိုးဖဲ့လိမ့်မည်။တိုးစုကိုစွန့်ပစ်သောအချည်းနှီးတိုးရင်းသည်အမင်္ဂလာရှိစေတည်း။သူ၏လက်ယုံနှင့်လက်ရမျက်စိ၌ဓာဘေးရောက်လိမ့်မည်။လက်ယုံသည်အကုန်စင်ခြောက်ကပ်လိမ့်မည်။လက်ရမျက်စိသည်အကုန်စင်မိုက်လိမ့်မည်ဟုမိန့်တော်မူ၏။ခန်းကြီး7အငယ်1မှ8ထာဝရဘုရား၏ဗျာဒိတ်နှုတ်ကပတ်တော်တည်းဟုသောမိုဃ်းကောင်းကင်ကိုကြက်၍မြေကြီးတိုင်းမြစ်ကိုချတော်မူထသောလူအထဲ၌လူ၏ဝိညာဉ်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားသည်ဣသရေလအမျိုးကိုရည်မှတ်၍မိန့်တော်မူသည်ကားငါသည်ယေရုရှလင်မြို့ကိုပတ်လည်၌ရှိသောလူမျိုးအပေါင်းတို့အားတုန်လှုပ်စေသောဖလားဖြစ်စေမည်။ယေရုရှလင်မြို့ကိုဝိုင်းထားကြစဉ်တွင်ယုဒပြည်ကိုလည်းထိုအတူဖြစ်စေမည်။ထိုကာလအခါ၌လည်းထိုမြို့ကိုလူမျိုးအပေါင်းတို့အားလေးသောကျောက်ဖြစ်စေမည်။ထိုကျောက်ကိုချီသောသူအပေါင်းတို့သည်ကျိုးပဲ့ကြေမွကြလိမ့်မည်။လောကီသားအမျိုးမျိုးတို့သည်
ယေရုရှလင်မြို့တစ်ဖက်၌စုဝေးလျက်ရှိကြလိမ့်မည်။ထာဝရဘုရားမိန့်တော်မူသည်ကား၊ထိုကာလ၌ရှိသမျှသောမြင်းတို့ကိုမိန်းမောတွေဝေစေခြင်းငှါ၎င်း၊မြင်းစီးသူရဲအပေါင်းတို့ကိုအရူးဖြစ်စေခြင်းငှါ၎င်းငါသည်ဒဏ်ခတ်မည်။ယုဒအမျိုးကိုငါကြည့်ရှု၍တပါးအမျိုးသားတို့၌ရှိသမျှသောမြင်းတို့ကိုမျက်စိကန်းစေခြင်းငှါဒဏ်ခတ်မည်။ယုဒမင်းတို့ကလည်းယေရုရှလင်မြို့သားတို့၏ဘုရားသခင်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအားဖြင့်သူတို့သည်ငါခွန်အားဖြစ်ကြ၏ဟုစိတ်ထဲမှဆိုကြလိမ့်မည်။ထိုကာလ၌ငါသည်ယုဒမင်းတို့ကိုထင်းပုံတွင်မီးဖိုကဲ့သို့၎င်းကောက်လိုင်းတွင်မီးစကဲ့သို့၎င်းဖြစ်စေသဖြင့်လက်ျာဘက်လက်ဝဲဘက်ပတ်လည်၌ရှိသောလူမျိုးအပေါင်းတို့ကိုမီးလောင်လိမ့်မည်။ယေရုရှလင်မြို့သည်လည်းမြို့ရာဟောင်း၌တည်မြဲတည်လိမ့်မည်။ထာဝရဘုရားသည်ယုဒတဲတို့ကိုရှေးဥစွာကယ်တင်တော်မူမည်။ထိုကြောင့်ဒါဝိဒ်မင်းမျိုး၏ဘုန်းနှင့်ယေရုရှလင်မြို့သားတို့၏ဘုန်းသည်ယုဒပြည်တစ်ဖက်၌မဝါကြွားရ။ထိုကာလ၌ထာဝရဘုရားသည်ယေရုရှလင်မြို့သားတို့ကိုကွယ်ကာဆောင်မတော်မူသဖြင့်အားနည်းသောသူသည်ထိုကာလ၌ဒါဝိဒ်မင်းကဲ့သို့၎င်းဒါဝိဒ်မင်းမျိုးသည်ဘုရားသခင်ကဲ့သို့၎င်းသူတို့ရှေ့မှထာဝရဘုရား၏ကောင်းကင်တမန်ကဲ့သို့၎င်းဖြစ်လိမ့်မည်။ထိုကာလ၌ယေရုရှလင်မြို့ကိုတိုက်လာသောလူမျိုးအပေါင်းတို့ကိုဖျက်ဆီးခြင်းငှါငါသည်အားထုတ်မည်။ကျေးဇူးတော်ကိုခံသောသဘောဆုတောင်းပတနာပြုသောသဘောကိုဒါဝိဒ်မင်းမျိုးယေရုရှလင်မြို့သားတို့အပေါ်သို့ငါသွန်းလောင်းသဖြင့်သူတို့သည်မိမိတို့ထိုးဖောက်သောငါကိုရှုမြင်ရကြလိမ့်မည်။တယောက်တည်းသောသားအတွက်အဘသည်ငိုကြွေးမြည်တမ်းသကဲ့သို့ထိုသူအတွက်ငိုကြွေးမြည်တမ်းရကြလိမ့်မည်။သားဦးအတွက်အဘသည်နာကြည်းသကဲ့သို့နာကြည်းရကြလိမ့်မည်။မေခိဒေါချိုင့်တွင်ဟာဒဒရိမုန်မြို့မှငိုကြွေးမြည်တမ်းသကဲ့သို့ထိုကာလ၌ယေရုရှလင်မြို့မှကြီးစွာသောငိုကြွေးမြည်တမ်းခြင်းရှိလိမ့်မည်။တပြည်လုံးအမျိုးအနွယ်အသီးအသီးတမျိုးတခြားစီငိုကြွေးမြည်တမ်းကြလိမ့်မည်။ဒါဝိဒ်မင်း၏အဆွေအမျိုးတခြားသူတို့မိန်းမများတခြားနာသန်၏အဆွေအမျိုးတခြားသူတို့မိန်းမများတခြားလေဝိ၏အဆွေအမျိုးတခြားသူတို့မိန်းမများတခြားရှိမိ၏အဆွေအမျိုးတခြားသူတို့မိန်းမများတခြားကြံကျွင်းသောအဆွေအမျိုးအပေါင်းတို့သည်တမျိုးတခြားစီသူတို့မိန်းမများတစုတခြားစီငိုကြွေးမြည်တမ်းကြလိမ့်မည်။အခန်းကြီး73အငယ်1မှ6ထိုကာလ၌ဒါဝိဒ်မင်းမျိုးနှင့်ယေရုရှလင်မြို့သားတို့၏ဒုစရိုက်အပြစ်အညစ်အကြေးကိုဆေးကြောเสียဖို့စမ်းရည်တွင်သည်ပွင့်လျက်ရှိလိမ့်မည်။ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကားပြည်တော်တွင်ရှိသောရုပ်တုတို့၏နာမများကိုနောက်တဖန်အဘယ်သူမျှမမှတ်မိစေခြင်းငှါထိုကာလ၌ငါတုတ်တင်ပယ်ရှင်းမည်။ပရောဖက်လုပ်သောသူတို့ကို၎င်းညစ်ညူးသောဝိညာဉ်ကို၎င်းပြည်တော်မှနှင်ထုတ်မည်။လူတစ်စုံတစ်ယောက်သည်ပရောဖက်ပြုသေးလျှင်ဖွားမြင်သောမိဘတို့ကသင်သည်ထာဝရဘုရား၏နာမကိုအမှီပြု၍မုသာစကားကိုဟောပြောသောကြောင့်အသေခံရမည်ဟုဆိုလျက်ပရောဖက်ပြုစဉ်ပင်ကိုမိဘတို့သည်သူကိုထုတ်ချင်းခတ်ထိုးကြလိမ့်မည်။ထိုကာလ၌ပရောဖက်သည်ဟောပြောသောအခါမိမိမြင်သောရူပါရုံကြောင့်ရှက်လိမ့်မည်။သူတစ်ပါးကိုလှည့်စားမည့်အကြံနှင့်ကြမ်းတမ်းသောအဝတ်ကိုလည်းမဝတ်ရ။အကျွန်ုပ်သည်ပရောဖက်မဟုတ်လယ်လုပ်သောသူဖြစ်ပါ၏။ငယ်သောအရွယ်မှစ၍သူတစ်ပါး၌ကျွန်ခံရပါပြီဟုဝန်ခံလိမ့်မည်။သူတစ်ပါးကလည်းတင့်လက်၌ပေါ်သောဒဏ်ရာကားအဘယ်သို့နည်းဟုမေးလျှင်ဤဒဏ်ရာကားအကျွန်ုပ်၏အဆွေခင်မွန်းအိမ်၌ခံရသောဒဏ်ရာဖြစ်ပါသည်ဟုပြန်ပြောလိမ့်မည်။အငယ်9မှ9ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော်မူသည်ကားအိုဒါငါ၏တိုးရင်းတစ်ဖက်ငါ၏အပေါင်းဖော်ဖြစ်သောသူတစ်ဖက်၌နှိုးလော့တိုးရင်းကိုရိုက်တတ်လော့တို့ပြုလျင်တိုးတို့သည်ကွဲလွင့်ရကြလိမ့်မည်တိုးတငယ်တို့အပေါ်၌လည်းငါသည်ငါလက်ကိုတင်ဦးမည်ထာဝရဘုရားမိန့်တော်မူသည်ကား
တပြည်လုံးသုံးစုတွင်နှစ်စုကိုပယ်ဖြတ်၍အသေးခံရသဖြင့်တစုသာကြံကျွင်းရလိမ့်မည်ထိုတစုကိုမိအလေသို့ငါလျှောက်သွားစေမည်ငွေကိုချွတ်တဲ့ကဲ့သို့ချွတ်မည်ရွှေကိုစုံစမ်းတဲ့ကဲ့သို့စုံစမ်းမည်သူတို့သည်ငါနာမကိုပတနာပြု၍ငါနားထောင်မည်သူတို့ကိုငါ၏လူမျိုးဟု၍ငါခေါ်ဝေါ်မည်သူတို့ကလည်းထာဝရဘုရားသည်ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏ဟုဝန်ခံကြလိမ့်မည်အခန်းကြီး14အငယ်1မှ7ထာဝရဘုရား၏နေ့ရက်သည်ရောက်သောအခါသူတစ်ပါးတို့သည်သင်ဥစ္စာကိုလူယူ၍သင်အလယ်၌ဝေဖန်ကြလိမ့်မည်ယေရုရှလင်မြို့ကိုတိုက်စေခြင်းငှာလူမျိုးအပေါင်းတို့ကိုငါစုဝေးစေမည်မြို့ကိုတိုက်ယူပြီးလျှင်အိမ်တို့ကိုလူရ၍မိန်းမတို့ကိုအာဓမပြုကြလိမ့်မည်မြို့သားတစ်ဝက်ကိုတိမ်းသွား၍တစ်ဝက်သာမြို့၌ကြံကျွင်းလိမ့်မည်ထာဝရဘုရားသည်လည်းစစ်တိုက်ရာကာလ၌တိုက်တကဲ့သို့ထိုလူမျိုးတို့ကိုတိုက်သွားတော်မူမည်ထိုနေ့ရက်၌ခြေတော်သည်ယေရုရှလင်မြို့အရှေ့တန်လွင်တောင်ပေါ်မှရပ်၍တန်လွင်တောင်သည်အရှေ့ဘက်မှအနောက်ဘက်တိုင်အောင်အလယ်၌ကွဲသဖြင့်အလွန်ကြီးသောချိုင့်ဖြစ်လိမ့်မည်တောင်တစ်ဝက်သည်မြောက်ဘက်သို့၎င်းတစ်ဝက်သည်တောင်ဘက်သို့၎င်းရွှေ့ရလိမ့်မည်တင်တို့သည်ငါတောင်ကြားချိုင့်လမ်းဖြင့်ပြေးကြလိမ့်မည်ထိုချိုင့်သည်အာဇလမြို့တိုင်အောင်မှီလိမ့်မည်ယူဒဘုရင်ဩဇိမင်းလက်ထက်မြေကြီးလှုပ်၍တင်တို့သည်ပြေးတဲ့ကဲ့သို့တဖန်ပြေးကြလိမ့်မည်ငါ၏ဘုရားသခင်ထာဝရဘုရားကြွလာတော်မူ၍မိမိတန်ရှင်းသူအပေါင်းတို့သည်ပါကြလိမ့်မည်ထိုနေ့ရက်၌အလင်းမရှိမြတ်သောအရာတို့သည်ရုပ်လျော့လိမ့်မည်နေ့မဟုတ်ညမဟုတ်ထာဝရဘုရားတည်တော်မူသောနေ့ရက်တည်းဖြစ်၍ညဥ်ရန်အချိန်ရောက်မှလင်းလိမ့်မည်ထိုနေ့ရက်၌အသက်ရည်သည်ယေရုရှလင်မြို့မှထွက်၍နွေကာလဖြစ်စေဆောင်းကာလဖြစ်စေအရှေ့ပင်လယ်သို့တဝက်အနောက်ပင်လယ်သို့တဝက်စီသွားလိမ့်မည်ထာဝရဘုရားသည်တပြည်လုံးတွင်ရှင်ဘုရင်ဖြစ်တော်မူမည်ထိုနေ့ရက်၌ထာဝရဘုရားတပါးသည်နာမတော်တပါးသည်ဖြစ်တော်မူမည်ဂေဘမြို့မှသည်ယေရုရှလင်မြို့တောင်ဘက်ရိမုန်မြို့တိုင်အောင်တပြည်လုံးကိုချိုင့်ကဲ့သို့တညီတည်းဖြစ်စေတော်မူမည်မြို့သည်လည်းဗင်္ယာမိန်တံခါးမှသည်အရင်တံခါးရာမြို့တောင်တံခါးတိုင်အောင်၎င်းဟာနနေလရဲတိုက်မှသည်စပြစ်တီးနေရာတစားတော်တိုင်အောင်၎င်းချီးမြှောက်ခြင်းကိုခံ၍မြို့ဟောင်းရာ၌တဖန်တည်ရလိမ့်မည်နောက်တဖန်ယေရုရှလင်မြို့သည်ကျိန်ချင်းဘေးကိုမခံမြို့သားတို့သည်နေရာကျ၍စိုးရိမ်စရာမရှိဘဲနေကြလိမ့်မည်အငယ်7မှ15ယေရုရှလင်မြို့ကိုတိုက်လာသောလူမျိုးအပေါင်းတို့၌ထာဝရဘုရားပေးတော်မူသောဘေးဒဏ်ဟုမူကားခြေဖြင့်ရက်လျက်ပင်သူတို့အသားရော့ပြက်လိမ့်မည်မျက်လုံးအိမ်၌မျက်လုံးရော့ပြက်လိမ့်မည်ရှာသည်လည်းကတွင်၌ရော့ပြက်လိမ့်မည်ထိုနေ့ရက်၌ထာဝရဘုရား၏တန်ခိုးတော်ကြောင့်သူတို့သည်အလွန်ရုန်းရင်းခတ်မျှပြု၍တယောက်ကိုတယောက်လက်ချင်းရိုက်တော်လဲတယောက်ကိုတယောက်တိုက်၍တတ်ကြလိမ့်မည်ယုဒအမျိုးသားတို့လည်းယေရုရှလင်မြို့၌တိုက်ကြလိမ့်မည်ပတ်လည်၌နေသောတပါးမျိုးသားအပေါင်းတို့၏ဥစ္စာစည်းစိမ်တည်းဟုသောများစွာသောရွှေငွေအဝတ်တစားစုပုံလျက်ရှိကြလိမ့်မည်မြင်းလာကလအုပ်မြဲမှဆ၍ရန်သူတပ်တွင်ရှိသမျှသောတရိษံတို့၌ပေးသောဘေးဒဏ်သည်အထက်ဆိုခဲ့ပြီးသောဘေးဒဏ်နှင့်တူလိမ့်မည်အငယ်16မှ19ယေရုရှလင်မြို့ကိုတိုက်လာသောလူမျိုးအပေါင်းတို့တွင်ကြံကျွင်းသမျှသောသူတို့သည်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားကြီးဟုသောရှင်ဘုရင်ကိုကိုးကွယ်၍တကေနေပွဲခံအံ့သောငှာမြို့တော်သို့နှစ်တိုင်းအစဉ်တက်လာကြလိမ့်မည်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားဟုသောရှင်ဘုရင်ကိုကိုးကွယ်အံ့သောငှာမြို့တော်သို့တက်၍မလာသောမြေကြီးသားအဆွေအမျိုးရှိသမျှအပေါ်သို့မိုးမရွာရအဲဂုတ္တုပြည်သားအဆွေအမျိုးသည်မတက်မလာလျင်မိုးမရွာဘဲနေသဖြင့်တကေနေပွဲကိုခံအံ့သောငှာတက်၍မ
မလာသောလူမျိုးတို့၌ထာဝရဘုရားပေးတော်မူသောဘေးဒဏ်သည်ထိုသူတို့ကိုလည်းထိလိမ့်မည်။ဤ၍ကားသကေနေပွဲကိုခံအံ့သောငှါတက်၍မလာသောအဲဂုတ္တုအမျိုးသားတပါးအမျိုးသားအပေါင်းတို့ခံရသောအပြစ်ပေတည်း။20-21ထိုနေ့ရက်ကာလတွင်ထာဝရဘုရားအားသန့်ရှင်းခြင်းဟုမြင်း၌ဆွဲသောဆဲလဲအပေါ်မှာပင်အက္ခရာတင်ရလိမ့်မည်။ထာဝရဘုရား၏အိမ်တော်၌အိုးတို့သည်ယဇ်ပလ္လင်ရှေ့မှာရှိသောဖလားကဲ့သို့ဖြစ်ကြလိမ့်မည်။ထိုမျှမကယေရုရှလင်မြို့မှစ၍ယုဒပြည်၌ရှိသမျှသောအိုးတို့သည်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအားသန့်ရှင်းကြလိမ့်မည်။ယဇ်ပူဇော်သောသူအပေါင်းတို့သည်လာ၍ထိုအိုးတို့ကိုယူပြီးလျှင်ချက်ပြုတ်ကြလိမ့်မည်။ထိုနေ့မှစ၍နောက်တဖန်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏အိမ်တော်၌ခါနနိလူမရှိရ။ပရောဖက်ဇာခရိစီရင်ရေးထားသောအနာဂတ္တိကျမ်းပြီး၏